အားလုံးပဲမင်္ဂလာပါအခုပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဂျိုသားတွေမတွေ့အောင်ပုံနေရတဲ့နံပါတ်လူသားတွေအကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်ညီကိုနှစ်ယောက်ဟာတောထဲမှာအိမ်နေတုန်းထူးဆန်းတဲ့အတန်ကိုကြားတာမို့အိယာကလန်နိုးလာတယ်ဒါကိုယူပြီးကဲခတ်တဲ့ချိန်လက်တက်ရှည်ကြီးကဆွဲခေါ်သွားတယ်အဲ့ဒါတွေကဂျိုသားတွေပါညီကိုတဲကတယောက်ကိုဖမ်းမိသွားလို့အသက်ခံရတဲ့အခါပြာအဖြစ်ပြောင်းသွားတယ်သူကတော့ဂျွန်ဖြစ်ပါတယ်ဂျွန်ဟာတငယ်ချင်းတွေနဲ့တူတူကမ်းခြေမှာပျော်ပျော်ရွှင်ရွှင်ဆော့နေတယ်ဂျွန်နဲ့သူ့ရဲ့ကောင်မလေးနီကိုတို့ကညဘက်ကြီးရေစင်းကူကြတယ်ရုတ်တရက်ဆိုသလိုထူးဆန်းတဲ့ခံစားချက်ကိုခံစားလိုက်ရတယ်ဂျွန်ရဲ့ခြေထောက်ကနေလင်းနှက်တွေထွက်လာတာပါဒီဖြစ်ပျက်ကိုကမ်းခြေမှာရှိနေတဲ့လူတချို့ကလည်းမြင်လိုက်တယ်နောက်နေ့မနက်မှာဂျွန်ဟာကမ်းခြေတနေရာမှာအိယာနိုးလာတယ်ညတုန်းကလင်းနှက်ဟာသူ့ခြေထောက်မှာတတိယဒဏ်ရာကိုရသွားစေတယ်အဖြစ်မှန်ကတော့မင်းညကဂျိုသားတွေကကောင်လေးတယောက်ကိုတပ်ပစ်ခဲ့တဲ့အတွက်သူ့ခြေထောက်မှာဒဏ်ရာပေါ်လာတာပါဟင်နရီလို့ခေါ်တဲ့ဂျွန်အဖေကနားကိုရောက်လာတယ်နံပါတ်3ဟာတည်ဆုံးသွားပြီဖြစ်ကြောင်းပြောပြီးတော့ညတုန်းကသူဖြစ်ပစ်ခဲ့တဲ့ຢာကိုတယောက်ယောက်ကမြင်ခဲ့လားလို့မေးလိုက်တယ်သတိမေးနေတဲ့အတွက်မသိဘူးလို့ဖြေပြီးအိမ်ကိုပြန်တယ်သူတို့မိသားစုရဲ့ဓာတ်ပုံတွေသူတို့ကိုခြေရခံလို့ရမယ့်ရာမန်သမျှကိုမိရှို့ပစ်လိုက်တယ်လက်ရှိနေထိုင်နေတဲ့နေရာကနေတခြားတစ်နေရာကိုအမြန်ဆုံးအိမ်ပြောင်းကြတယ်သူ့ရဲ့ဘဝအမှန်ကိုပေါ်သွားတဲ့အခါတငယ်ချင်းတွေကိုပြစ်ထားပြီးနေရာအသစ်ကိုပြောင်းရတာကဂျွန်အတွက်တော့မလွယ်ကူပါဘူးတကယ်တော့ဂျွန်တို့ဟာလည်းတခြားကမ္ဘာကဂျိုသားတွေပဲဖြစ်ပါတယ်လူတိုင်းကတော့ဟင်နရီကအဖေရင်းလို့ထင်နေကြတာပါတကယ်တော့ဟင်နရီကဂျွန်ကိုကာကွယ်ရတဲ့စစ်သည်တော်တယောက်တည်းမပေါ်ပါဘူးဂျွန်ချတောက်ကပထမမှာယောဟာ9နှစ်သားအရွယ်မှာရခဲ့တယ်ဒုတိယမှာယောကတော့နံပါတ်1သေဆုံးလို့ပေါ်လာတာဖြစ်ပြီးသူ့အသက်22နှစ်အရွယ်မှာရခဲ့တာပါမနေ့ကနံပါတ်3သေဆုံးသွားပြီဆိုတော့နံပါတ်4ဖြစ်တဲ့ဂျွန်အလန့်ကိုရောက်လာပါတော့မယ်ဂျွန်နဲ့ဟင်နရီတို့ဟာအိမ်အသစ်ကိုရှောင်ဖေးပြီးတဲ့နောက်ဂျွန်စမစ်ဆိုတဲ့မှတ်ပုံတင်အသစ်ကိုလုပ်ပေးတယ်ကျောင်းကိုလည်းမသွားဘဲတကယ်ချင်းအသစ်တွေလည်းမဖွဲ့ဘဲအိမ်မှာပဲအေးစစ်စစ်နေခိုင်းတယ်မနေ့တုန်းကသူတို့အိမ်ပြောင်းလာတဲ့အချိန်ဂျိုသားတစ်ကောင်ကပုတ်တင်ညုံပုံစံဟန်ဆောင်ပြီးလိုက်လာတယ်စကားပြောနေတော့ပြင်ကနေအတန်တန်ကြားရတယ်သွားကြည့်တဲ့အချိန်မှာမိုးမိနေတဲ့ခွေးလေးကိုတွေ့လို့အိမ်ထဲကိုခေါ်လာလိုက်တယ်သူကတော့နံပါတ်6ပါနံပါတ်6ကအိမ်ထဲကနေသူမလိုအပ်တဲ့ဟာတွေကိုသိသိပြီးအိမ်ကိုမိရှို့ပစ်လိုက်တယ်စကားနောက်ထောင်တဲ့ဂျွန်ကတော့ចောင်းသားဖို့ပြင်နေပါပြီဟင်နရီကတားပေမဲ့မအောင်မြင်ပါဘူးမင်းညကအိမ်ကိုရောက်လာတဲ့ခွေးလေးကဂျွန်ကိုအမြဲဆောင်ကြည့်နေတယ်ကျောင်းဝင်ခွင့်တင်ပြီးခဏထိုင်နေတဲ့အချိန်ဆယ်ရာဆိုတဲ့မင်းကလေးနဲ့ဆုံတယ်ဆယ်ရာကအသိခံရတဲ့ကင်မရာကိုပြန်တောင်းနေတာပါအတန်းအချိန်စရာရလို့ဂျွန်ကပြန်ထွက်လာတဲ့အချိန်ဆယ်ရာအတန်းနေရာကိုလိုက်ပြဖို့တာဝန်ကျသွားတယ်မတ်ဆိုတဲ့ကောင်လေးနဲ့ဖွဲ့ဟာနားရောက်လာပြီးရှွန်းနောက်တွေရှောက်ပြောတယ်တကယ်တော့သူတို့ကကျောင်းရဲ့ဘူလီဖွဲ့ပါဆန်ဆိုတဲ့ကောင်လေးတယောက်ကသူ့နာကိုရောက်လာပြီးလော်ကာထဲကိုဝယ်စားထည့်တယ်မတ်တိုဖွဲ့ကသူ့ကိုနိုင်ဝိုင်းကျင်ကြတယ်လိလေစာတမင်းစားချိန်မှာဟင်နရီကစကားမပြောရဘူးလို့ပြောထားတဲ့အတွက်တယောက်တည်းထိုင်နေလိုက်ရတယ်မာ့ကတိုဖွဲ့ကတော့ဆန်ကိုနိုင်ကျင့်နေသေးပါပဲညီမခံနိုင်တော့တဲ့အတွက်ဘူလီကောင်တွေကိုပကံနဲ့ပြစ်ပေါက်လိုက်တယ်ဆယ်ရာကအဲ့ဒီဖြစ်ပျက်ကိုကင်မရာနဲ့ဓာတ်ပုံရိုက်လိုက်တယ်အဲ့ဒီဓာတ်ပုံတွေကိုကျောင်းဘေ့ပေါ်မှာတင်ထားတာမြင်သွားတဲ့ဟင်နရီကဖျက်ချပစ်တယ်လူမသိအောင်တိုးတိုးတိတ်တိတ်နေထိုင်ဖို့ဂျွန်ကိုထပ်သတိပေးတယ်ဂျိုသားတွေကဂျွန်တို့နေထိုင်ခဲ့တဲ့နေရာကပြတ်ချခဲ့တဲ့ຢာတွေကိုကြည့်ပြီးအသက်ရှင်နေသေးတာကိုသိလိုက်ရတယ်တနေ့တော့ဂျွန်ကအတန်းတက်နေတော့နောက်ကနေလင်းရောက်နေထွက်လာတယ်စာသင်ခန်းထဲကထွက်ပြီးခန်းတစ်ခုတည်းကိုဝင်ပုန်းနေလိုက်ရတယ်ဟင်နရီကသူ့နောက်ကိုရောက်လာပြီးစိတ်ညစ်အောင်ကူညီပေးတယ်စူပါပါဝါရှိတဲ့ကိုရောက်ထဲမှာဂျွန်တယောက်ထဲကသာလက်ကအစွမ်းထက်တာဖြစ်ကြောင်းရှင်းပြတယ်ခွန်အားနဲ့အမြန်နှုံးတွေကတိုးလာတော့မှဖြစ်တဲ့အတွက်ထိချုပ်နိုင်အောင်လုပ်ခိုင်းတယ်ဂျွန်ကအိမ်ပြင်ထွက်ပြီးသူ့ပါဝါတွေသွားဆန်တယ်သူလုံးနေသမျှကိုခွေးလေးကစောင့်ကြည့်နေတယ်ဂျိုသားတွေကရေခဲရိုက်ထားတဲ့ချက်သားတွေကိုဝယ်ပြီးစားနေပါပြီဂျွန်ကတော့စေရာနဲ့ထပ်တွေ့ပြီးစကားစမိပြောပြတော့သူမကဓာတ်ပုံရရတာကိုကြိုက်ပြီးပထွေးပြစ်သူကတစ်ချိန်လုံးနောက်ဆက်နေကြောင်းသိလိုက်ရတယ်အိမ်ထိလိုက်ဖို့လို့ညစာအတူတူစားဖို့ခေါ်လိုက်တယ်မိသားစုမရှိတော့မို့တိုက်တိုက်ဝုံဝုံထွန်းစားရတာကိုပျော်ရွှင်နေမိတယ်ဆယ်ရာကသူ့ခန်းထဲခေါ်ပြီးဓာတ်ပုံတွေပြတယ်တနေ့ကျရင်ကဘာပတ်ပြီးခီးထွက်ဖို့အိမ်မက်တစ်ခုရှိကြောင်းသိလိုက်ရတယ်ခွေးတွေကဟောင်းနေတဲ့အတွက်တောင်းပန်စကားပြောပြီးအိမ်ကိုပြန်ပါတယ်နောက်နေ့မနေ့ဂျွန်ချောင်းရောက်တော့မင်းညကကိစ္စကိုအားလုံးကသိနေပြီမို့ဂယူးဆိုင်ပြီးနေထိုင်မို့ဆန်ကလာပြောတယ်မကဆယ်ရာကိုကြိုက်နေတာဖြစ်ပြီးနားကက်လာတဲ့လူမှန်သမျှကိုပညာပေးလို့ရှိတယ်သူတို့ရဲ့လော်ကာထဲကိုဆေးရည်တွေလောင်းထားတဲ့အတွက်ရဲစိတ်ဆိုသွားမိတယ်မတ်တိုဖွဲ့ကသူတို့ကိုကြည့်ပြီးရီတော့ဒေါသထွက်လွန်းလို့ဆန်ကသွားတိုက်တယ်ပြန်စော်ခံရတဲ့အတွက်ဂျွန်ကလက်သီးနဲ့ထိုးချင်စိတ်ပေါက်လာပြီးမဲ့သူ့ပါဝါတွေကိုထုတ်မသုံးမိအောင်ထိချုပ်လိုက်တယ်ရေချိုးကန်းထဲကိုသွားပြီးဆေးရည်တွေကိုဆင်းနေတဲ့အခါဆန်ရောက်လာတယ်ဆန်ကသူ့ဖေရင်းနဲ့ဓာတ်ပုံကိုလာပြီးတော့စိတ်ကြောတာပါအဖေကဂျိုသားတွေရှိနေတာကိုယုံကြည်တဲ့အတွက်အားလုံးကယူလို့ပြောကြတယ်တစ်ဖက်မှာဟင်နရီကဂျွန်နဲ့ပေါင်းနေတဲ့ဆန်းရဲ့အကြောင်းကိုလိုက်ရှာကြည့်တယ်သူ့အဖေကြောင့်သူ့အဖေလှုပ်ခဲ့တဲ့နေရာကြောင့်ရှာဖွေပြီးတွားကြည့်တဲ့အခါတွေ့တဲ့ထူးဆန်းတဲ့အပြာရောင်အတုံးတုံးကိုခွဲခြမ်းစိတ်ဖြာလေးလာလိုက်တယ်ညဘက်ရောက်တော့ဂျွန်ကဆယ်ရာနဲ့တူတူပန်းညံထဲကိုသွားတယ်မတ်နဲ့ကလမ်းခွဲလိုက်ပြီဖြစ်ကြောင်းပြောကြပြီးတဲ့နောက်တရဲအိမ်ထဲကိုသွားလေတယ်ရုတ်တရက်ဆိုသလိုမတ်တိုဖွဲ့ကသူ့ကိုလာတိုက်ခိုက်ပြီးဆယ်ရာကိုပြန်ပြီးဆွဲတယ်ဘလို့မှထိချုပ်လို့မရတော့တဲ့အတွက်ဂျွန်ကသူ့ခွန်အားတွေကိုတုံးချလိုက်တယ်မတ်ရဲ့တကယ်ချင်းတယောက်ကိုတိုက်ခိုက်တဲ့ချိန်ဆန်ကသူ့ပုံစံကိုမြင်သွားတော့လူသားမုံမှန်သိသွားတယ်ဂျွန်ကမတ်ကိုရိုက်ပြီးဆယ်ရာကိုအိမ်ပြန်ပို့တယ်ချစ်ကြောင်ဝန်ခံလိုက်ပြီးတဲ့နောက်အိမ်ကိုပြန်တော့မဲ့ချိန်တရေအိမ်မှာဖြစ်ခဲ့တဲ့ကိစ္စဆန်ကစာလန်းပို့ပြီးမိတယ်သူ့ဖေကတသက်လုံးဂျိုသားတွေတည်ရှိမှုကိုတက်သိပြဖို့ကြိုးစားခဲ့တယ်
သူ့ဖေမျိုးဘူးဆိုတာကိုသိချခြင်းတဲ့အတွက်ဂျိုသားဟုတ်မုံမိတယ်ဆန်းဖေရဲ့ထင်မြင်ချက်ကမှန်ကန်တယ်လို့ပြောလိုက်တဲ့အခါရမ်းပြောသွားတယ်မက္ဆီကန်နယ်စပ်မှာတွေ့ခဲ့တဲ့သူ့ဖေရဲ့ကားကိုကြည့်ပြီးဂျိုသားတွေကပြန်ပြီးဆွဲတာလို့ဆန်ကယူဆထားတယ်သူကဂျိုသားတယောက်ဆိုတာကိုလျှို့ဝှက်ထားခိုင်းပြီးတကယ်လို့လူဒေတာသိသွားရင်ပြဿနာတွေဖြစ်လာနိုင်မှာကြောင်းပြောကြတယ်နောက်နေ့မနေ့မှာရဲရရှိတယောက်ဖြစ်တဲ့မိုင်းရဖေကဂျွန်နိုအိမ်ကိုရောက်လာတယ်တရေအိမ်မှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုမေးတဲ့အခါဆယ်ရာနဲ့ချိန်ဖြုံးနေတဲ့အတွက်ဘာမှမသိကြောင်းဖြေလိုက်တယ်အဲ့နောက်မှာတော့ဟင်နရီကဂျွန်နဲ့နီကိုတို့ဗီဒီယိုရိုက်ခံရတဲ့ဟာကိုပြန်ပြတယ်ဒါတွေကိုကြည့်ပြီးဂျိုသားတွေကသူတို့စီကိုမကြခင်ရောက်လာတော့မယ်လို့ပြောတယ်။ထုတ်ပိုးတွေသိမ်းပြီးတော့ထွက်သွားခြင်းပေမဲ့ဂျွန်ကတော့ပြေးရတာမောနေပြီမို့ပြန်လိုက်ချင်နေပါပြီ။တားဖို့လုပ်တဲ့ဟင်နရီကိုလည်းသူ့စွမ်းနေသုံးပြီးတော့အိမ်ထဲကကတ်ချလိုက်တယ်။ဟင်နရီကလည်းသူ့ကြောင့်သာမဟုတ်ရင်ဂျွန်ဟာအသက်ဆုံးရှုံးတာကြပြီဖြစ်ကြောင်းပြောတယ်။ဆယ်ရာတယောက်တည်းအတွက်နဲ့အားလုံးကိုမစွန့်လွတ်ဖို့သတိပေးတယ်။အဲ့ချိန်နံပါတ်6ဖြစ်တဲ့မိန်းကလေးကတော့ဂျိုတူးတွေအများကြီးရှိတဲ့နေရာမှာဂျွန်ရဲ့ဗီဒီယိုကိုကြည့်နေတယ်။သူကဂျွန်အသက်ရှင်နေသေးမှန်သိသွားတဲ့အတွက်ဝမ်းသာနေမိတယ်။နောက်နေ့မနက်ခင်းမှာဂျွန်အိမ်ရနိုးလာတော့ဟင်နရီကိုအိမ်မှာမတွေ့တော့ပါဘူး။ဖုန်းဆက်ခေါ်တဲ့အခါမှာလည်းသစိမ်းတယောက်ကလာကြိုက်ပြီးသူချိန်တဲ့နေရာကိုလာခိုင်းတယ်ဂျွန်ကဆက်ကိုဖုန်းဆက်ပြီးလိပ်စာပေးကလိုက်ခဲ့ဖို့ပြောတယ်တကယ်ချင်းနှစ်ယောက်သားကကားတစ်စီးနဲ့မြေမသိလူတယောက်ချိန်တဲ့နေရာကိုသွားလိုက်တယ်အိမ်ကိုပြန်ခိုင်းမိမဲ့ဆန်ကသူ့နောက်ကိုလိုက်လာတယ်ကားတစ်စီးနဲ့ထွက်သွားတဲ့လူနောက်ကိုဆက်ကိုလိုက်ခိုင်းပြီးဂျွန်ကအိမ်ထဲကိုဝင်တယ်မြောက်ခန်းမှာရှိနေတော့တယောက်ယောက်ကသူ့ကိုတိုက်ခဲ့တဲ့အချိန်မှာဆက်ကိုဖမ်းပြီးလူတယောက်ကအိမ်ထဲကိုဝင်လာတယ်အဲ့လူကဂျိုသားတွေအကြောင်းနဲ့ဂျွန်ရဲ့အကြောင်းကိုသိနေတယ်အိမ်ထဲကနေထွက်သွားဖို့လုပ်နေတော့ဂျိုသားတစ်ကောင်ကသူတို့ကိုတိုက်ခိုက်တယ်ဂျွန်ထွက်ပြေးချိန်ရောက်အောင်ဟင်နရီကထိန်းထားလိုက်တယ်နောက်ထပ်တစ်ကောင်ရောက်လာပြီးသူတို့ကိုပြင်းထန်တိုက်ခိုက်တာဟင်နရီကတေလောက်မဲ့တန်ရာရသွားတယ်ကြောက်တုံးပြာကိုဂျွန်ကပေးပြီးတဲ့နောက်တခြားကရောက်စီကိုသွားခိုင်းတယ်ဂျိုသားတွေကိုတိုက်ခိုက်ဖို့အတွက်သူတို့မျိုးနွယ်တွေစူးစီးမှရမယ်လို့ပြောပြီးတဲ့နောက်သိဆုံးသွားတယ်ရဲရရှိတွေရောက်လာပြီးဂျွန်နဲ့ဟင်နရီကိုချမ်းဖက်တွေဖြစ်သတ်မှတ်လိုက်တယ်ဆန်ကဂျွန်နဲ့ကြောက်တုံးပြာကိုတွေ့တဲ့အခါမှာဒုတိယတစ်ပိုင်းကသူ့အိမ်မှာရှိကြောင်းပြောတယ်ဟိုးရင်တုန်းကဖေးစီကနေသူကခိုးထားခဲ့တာပါဆန့်ကိုကြောက်တုံးပေးပြီးဝေးဝေးနေခိုင်းတယ်ပါတီမှာရှိတဲ့ဆယ်သားကိုသွားရှာပြီးနှုတ်ဆက်တယ်ရဲတွေကပါတီကိုလိုက်လာလို့နှစ်ယောက်သားထွက်ပြေးတယ်မန်နေသူဖေကတစ်ဖက်ဂျူသားတွေကတစ်ဖက်ရောက်လာတယ်ရဲကြီးကိုတိုက်ခိုက်ပြီးတဲ့နောက်ဂျွန်တို့ရဲ့တင်နေရာကိုမတ်ကိုမေးတယ်ဂျွန်တို့ကဂျောင်းထဲမှာပုံနေပြီးဆယ်သားကင်မရာကိုထုတ်ပါတယ်ဂျူသားတွေကကြောင်းထိရောက်လာပြီးဝင်းရံထားကြတာကိုမြင်တဲ့ဆန်ကဖုံးဆက်ပြီးကြောင်းကြတယ်ရေဘော့ကနေကြည့်လိုက်တဲ့အခါမတ်ကဂျိုသားတွေဖန်ကန်ထားရတာကိုတွေ့လိုက်တယ်ဆယ်ရာနဲ့ထွက်ပြေးနေတဲ့အချိန်နံပါတ်6ကောင်မလေးရောက်လာပြီးကိုညီတယ်ဟင်နရီလိုမျိုးသူ့ကိုကာကွယ်ပေးတဲ့ကိုရန်တော်ကလည်းတည်ဆွသွားခဲ့ကြောင်းပြောပြတယ်ကျောင်းဝင်းထဲကထွက်ပြီးဆန့်ကရှိရာကိုသွားဖို့လုပ်နေပါပြီရုတ်တရက်ဆိုသလိုဂျိုသားတွေမှာမွန်စတာကြီးတွေပါလာမှန်းတွေ့လိုက်တယ်ကျွန်းရက်ခွေလေးကရုတ်တရက်ဆိုသလိုအကောက်ကြီးတစ်ကောင်အဖြစ်ကိုပြောင်းလဲသွားတယ်ဆန်ကလန့်လို့အထက်ကိုဝင်ပြီးမွန်စတာတွေကြောင်းသွားပြောတယ်မွန်စတာတွေတဲကတကောင်ဟာဂျွန်တို့ကိုလိုက်တိုက်ခိုက်တယ်ဘလောက်ပဲဆွမ်းရှိတယ်ပြောမွန်စတာကြီးကိုတော့တိုက်ခိုက်လို့မနိုင်ပါဘူးနံပါတ်6ကစွမ်းရင်ရောလာတဲ့အတွက်ဂျွန်ကပြန်ဖြစ်ပေးတယ်။အဲ့နောက်တော့နှစ်ယောက်သားဂျိုသားတွေနဲ့မွန်စတာတွေကိုတက်ညီလက်ညီတိုက်ခိုက်တယ်။ခွေးလေးကလည်းမွန်စတာကြီးတစ်ကောင်ကိုတပ်ပစ်နိုင်သွားတယ်။အဲ့နောက်မှာတော့ဒဏ်ရာတွေပြည့်နဲ့မူလာပုံစံကိုပြန်ပြောင်းသွားတယ်။ကျောင်းပြင်ကိုရောက်လာတော့ဂျိုသားတွေနဲ့တိုက်ခိုက်နေရဆဲပါပဲ။မွန်စတာကြီးတစ်ကောင်ကနံပါတ်6ကိုဆွဲခေါ်တော့ဂျွန်ဟာသူ့ပါဝါတွေကိုအသုံးပြုပြီးတိုက်ခိုက်တယ်။ဂျိုသားတစ်ကောင်ကဒါကိုခွင့်ရယူပြီးအားလုံးကိုဖောက်ခွဲပြဖို့ကြံတယ်။ကြံရများဖြစ်သွားတဲ့ဂျွန်ဟာသူ့ကိုယ်သူတေချာမကာကွယ်လိုက်နိုင်ပါဘူး။ကံကောင်းဆောင်နိုင်ပဲနံပါတ်6ကမွန်စတာကြီးကိုတက်ပြီးဂျွန်ကိုကယ်တင်ဖို့လုပ်တယ်နေရာတစ်ခုလုံးပောက်ကွဲသွားတဲ့အတွက်အင်ရောချိုသားတွေပါသွားတယ်နောက်နေ့မနက်မှာတော့ဂျွန်ဟာသူ့တကယ်ချင်းတွေနဲ့ပြန်ဆုံတယ်ဆက်စီကတချမ်းနဲ့ဆက်လိုက်တဲ့ချိန်ကြောက်တုံးကပြည့်စုံသွားပြီးမှုန်နေဖြစ်ပြောင်းလဲသွားတယ်မက်ကရောက်လာပြီးရင်တုံးကဟင်နရီပိုင်ခဲ့တဲ့တစ်တာလေးတစ်ခုကိုလာပေးတယ်ရဲတွေကသူတို့အိမ်ကနေယူသွားခဲ့တာပါဂျွန်ကသူတို့လိုမျိုးနောက်ထပ်စူပါဟီးရိုးတွေကိုရှာဖွေရမှာဖြစ်ပါတယ်သူခီးမထွက်ခင်ဆယ်ရာကိုပြန်လာပါမယ်လို့ကတိပေးသွားတယ်ရနေတဲ့ခွေးလေးကလည်းပြန်ပေါ်လာတယ်။ဂျွန်ကခွေးလေးကိုခေါ်လိုက်ပြီးတဲ့နောက်ခရီးကိုစထွက်လိုက်ရင်ဒီဇက်လန်လေးကဒီမှာနေမဲ့တခန်းရက်သွားပါတော့တယ်။နောက်နေ့တွေမှာတင်ဆက်မဲ့ဗီဒီယိုကောင်းကောင်းလေးတွေကိုကြည့်ရှုနိုင်မှုအတွက် channel ကိုပြန်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။